နေ့ပေါ့နော်17လပိုင်းတောင်ကြီးမြို့လုံးကျွတ်ကထိန်လဲပွဲဖြစ်ပါတယ်ဒီကထိန်လဲပွဲမှာဒါမြို့လုံးကျွတ်လဲတာဖြစ်တဲ့အတွက်ကားနဲ့လူတွေအပြည့်နေပါတော့အခုမြို့လုံးကျွတ်ပြီးလက်ကထိန်လဲတဲ့ဟာကိုကျွန်တော်လိုက်ပြမှာဖြစ်ပါတယ်ကျွန်တော်မျိုးလေးလိုက်ကြည့်ပေးပါဦးဗျာမ
လည်းအများကြီးကြံသေးပါတော့လဲတာမျိုးလုံးကျွတ်ဆိုတော့အများကြီးပေါ့နော်ဒါကျွန်တော်တို့ more or less ရွာနေပြီဆိုတော့ဒီကခိုးရတော့မှာပေါ့ဗျာဆိုကျွန်တော်တို့မုတ်ခုတ်သွားရမှာပဲခုမျိုးလေကောင်ရောက်နေပါလေမျိုးမဆေးပါငါ ocean bay ကမျိုးမဆေးပါရောက်ဒီဗီဒီယိုကြည့်ရှုပေးတဲ့တယောက်ချင်းစီကအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေအများကြီးထပ်ရိုက်ပြောဖို့ရှိတဲ့အတွက်ကျွန်တော် page နဲ့YouTube channel ကိုလည်း subscribe လုပ်ဖို့တောင်းဆိုပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆက်တွေ့ပါမယ် bye bye